ကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်နဲ့ကမ္ဘာအင်အားအကြီးဆုံး AI ကိုဖန်တီးသူတွေထိတ်တိုက်တွေ့မဲ့သမိုင်းဝင်တရားရင်ဆိုင်မှုကြီးကြောင်းပြောချရအောင်ဒီအမှုကြီးရဲ့ရှုပ်ထွေးလာတဲ့ဥပဒေရေးရာအချက်လက်တွေကိုကျွန်တော်တို့ဒီ season မှာစနစ်တကျရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်တရားလိုဖြစ်တဲ့ Elon Musk ပြောခဲ့တဲ့စကားတစ်ခုရှိတယ်အကယ်၍ပရိသတ်အဖွဲ့တစ်ခုကိုခေါင်းမုံဖြတ်အမျက်ချုပ်ဖို့ခွင့်ပြုလိုက်မယ်ဆိုရင် American ပြည်ထောင်စုရဲ့ပရိသတ်အခြေခံအုတ်မြစ်တစ်ခုလုံးပျက်စီးသွားပါလိမ့်မယ်တဲ့ဒါတော်တော်လေးပြင်းထန်တဲ့စကားနော်ဒီစကားကတရားလိုဘက်ကဆွဆွဲချက်တီရဲ့အဓိကအသက်တွေးကြိုးလို့ပြောလို့ရပါတယ်ကဲဒီပြဿနာကိုတေးချာနားလည်နိုင်ဖို့အတွက်အပိုင်း၅ပိုင်းခွဲပြီးကြည့်ကြရအောင် High stakes take trial breach or charitable trust the mission betrayed the sour grapes defense နဲ့ the $1 trillion stakes ဆိုပြီးဖြစ်ပါတယ်။ဘာမှလိုက်ပဲအချက်လက်သက်ကိုပဲကြည့်သွားကြမယ်နော်ပထမဆုံးအနေနဲ့အပိုင်းတစ် high stakes tech trial ကိုတွားလိုက်ရအောင်အချိန်က2016 April လနေရာက California ပြည်နယ် Oakland Federal တရားရုံးမှာပါလေးပတ်ကြာကြားနာမဲ့ဒီတရားခွင်မှာတိတ်မှမှုတွေကအခုကတည်းကတော်တော်လေးမြင့်တက်နေတာပါဘယ်လောက်တောင်လဲဆိုရင်တရားသူကြီး Yvonne Gonzalez Rogers ကလူမှုကွန်ရက်ပေါ်မှာအပြန်အလှန်ဆွတ်ဆွတ်တိုက်ခိုက်နေတာတွေချောကြဖို့ Max နဲ့ Altman တို့နှစ်ဦးစလုံးကိုတတိပေးခဲ့ရတဲ့အထိပါပဲအခုအပိုင်းတစ်ကိုဆက်သွားမယ်ဒီအမှုကြီးတစ်ခုလုံးရဲ့ဥရေရအခြေခံဖြစ်တဲ့ breach of charitable trust ပါဒီနေရာမှာအရေးကြီးဆုံးအချက်ဒါပါပဲbreach of charitable trust ဆိုတာအကျိုးအမြတ်မယူတဲ့ non-profit အဖွဲ့အစည်းတစ်ခုဟာသူ့ရဲ့မူလရည်မှန်းချက်ကိုဆွန့်လွတ်လိုက်တာဒါရမောင်ပရဟိတရန်ပုံကိုတို့အလဲထုံးစားလုပ်တဲ့အခါဥပဒေအရာဆွဲဆွနိုင်တဲ့အချက်ဖြစ်ပါတယ်။ရည်ရချက်ကတော့ရှင်းပါတယ်။အခွန်လွတ်ခွင့်တော့ပရဟိတဆိုတဲ့အခွင့်ထူးထိုးတဲ့တန်ဖိုးကြီးနီးပညာတွေကိုတိဆောက်ပြီးမှကိုကြိုးအထောက်ပုတ်ကလေးကပိုင်အဖြစ်ပြောင်းသွားတာမျိုးမလုံနိုင်အောင်တားဆီးထားတာပါ။ဒါကိုတရားခွင့်မှာအခိုင်အမာတက်တည်ပြန်နိုင်မလားဆိုတာကတကယ်ကိုအဆုံးဖြစ်လာမှာပါ။တရားခွင့်မှာလုံးဝကိုစန့်ကျင်ဘက်ချင်နေတဲ့စကြောင်းတစ်ခုကထိတ်တိုက်တွေ့နေတာပါတရားလိုဘက်ကတော့သူတို့ရဲ့လောက်ရဟာပရိဟိတလုံကန်းကိုကာကွယ်ဖို့နဲ့ AI နည်းပညာရဲ့ဘေးကင်းလုံခြုံမှုကိုတေချာစေဖို့ဆိုတဲ့တန်ရှင်းတဲ့ရည်ရွယ်ချက်လို့ဆိုပါတယ်ဒါပေမဲ့ကာကွယ်ခုခံတဲ့ဘက်ကတော့ဒါကိုလုံးဝငင်းပါတယ် Musk က company အပေါ်ထင်းချုပ်ခွင့်ဆုံးရှုံးသွားလို့မနာလို့ဖြစ်ပြီးသူ့ရဲ့ကိုယ်ပိုင်ပြိုင်ဘက် company XAI ကိုကာကွယ်ဖို့အတွက်မစားရတဲ့အမဲတဲနေပတ် sour grapes လုပ်နေတာပါလို့ဆွဆွဲထားပါတယ်ကဲအပိုင်းတောင်း the mission betrays ကိုရောက်လာပါပြီတရားလိုဘက်ကကုမ္ပဏီရဲ့အပြောင်းလဲနဲ့ပတ်သက်ပြီးဘယ်လိုဆွဆွဲထားသလဲဆိုတာကြည့်အောင်ဒီဒေါ်လာ38တန်းကနေ24တန်းဆိုတဲ့ဂိမ်းကနန်းဟာသာမန်ပမာဏတော့မဟုတ်ဘူးเนาะ2015ကနေ2017အတွင်းမှာလူသားတွေအကျိုးအမြတ်မရွေးတဲ့အဖွဲ့အစည်းပဲဆက်ရှိနေမယ်ဆိုတဲ့ဒီကြတဲ့ဂရိကိုဝေတွေကြောင်းတာမတ်ကဒီဂနူးရံမှုငွေတွေကိုထောက်ပံ့ပေးခဲ့တာပါဒီနိမြုံနှမှုတွေနဲ့အခုလိုတန်ဖိုးရှိနည်းပညာတွေရဲ့အခြေခံအုံမြင့်ထည့်ခဲ့ပြီးမဲ့နောက်ပိုင်းမှာသူလဲစားခံလိုက်ရတယ်လို့ခန်းစားနေရပါတယ်တရားခွင့်မှာဆိုရင်ဒီလုံငွေတွေပေးခဲ့မယ်လို့သူကသူယူရလို့ခန်းစားရတယ်လို့တော့ထပ်ဆိုခဲ့တာပါဒါဟာ Musk ရဲ့ရှိနေတဲ့တင်ပြထားတဲ့ halo effect တို့မဟုတ်တူရိုစင်ရောင်ကြီးဆိုတဲ့ theory ကိုအကောင်းဆုံးတရုပ်ဖော်နေပါတယ်။မူလက Google ရဲ့ AI လွှမ်းမိုးမှုကိုရှင်းပြဖို့ open source ပုံစံနဲ့စတင်ခဲ့တာလေ။အရေးကြီးဆုံးကပရိဟိတဆိုတဲ့မြင့်မြတ်တဲ့ခွန်ပို့ကိုတုံးပြီးတော့တာမန်စီးပွားရေးကုမ္ပဏီတစ်ခုကိုဘယ်တော့မှပြောင်းရွှေ့လာမှာမဟုတ်တဲ့ကမ္ဘာအတော်ဆုံး AI ပညာရှင်တွေကိုဆွဲဆောင်နိုင်ခဲ့တာပါ။အဲဒီနောက်မှာကြီးမားတဲ့အကျိုးအမြတ်ရှာတဲ့ဖွဲ့စည်းပုံအဖြစ်ပြောင်းလဲပြီးအဲ့ဒီအင်အားစုတွေရဲ့တန်ဖိုးကိုခေါင်းပုံဖြတ်သွားတယ်လို့ Musk ကခိုင်ခိုင်မာမာယုံကြည်နေတာပါပြီးတော့တရားလူဘက်ကတင်ပြတဲ့အခြေမြင်ကိုကြည့်လိုက်အောင်2015မှာအကျိုးအမြတ်မယူတဲ့သူတေသနတခွဲခန့်အဖြစ်စတင်ခဲ့ပေမဲ့2019ရောက်တော့အကျိုးမြတ်ရှာတဲ့အဖွဲ့အစည်းခွဲကိုဖန်တီးခဲ့ပါတယ်2023မှာ Microsoft က$1 billion ဆဲရင်းနှီးမြှုပ်နှံလိုက်တော့ပိုပြီးကြီးထွားလာတယ်နောက်ပြီး2025မှာ Public Benefit Corporation အဖြစ်အသွင်ပြောင်းလိုက်ခဲ့ပါတယ်တရားလိုရှိနေတွေကတော့ဒီအချင်းမြင်းဟာမူလတီထောင်စဉ်ကရီမန်းချက်ကနေတဖြည်းဖြည်းသွေးဖီလာတဲ့သတိပါပဲလို့ထောက်ပြထားတယ်အခုလုံးဝစန့်ကျင်ဘက်ဖြစ်တဲ့အပိုင်း4 the sour grapes defense ကိုတွားကြည့်ကြအောင်ပတ်မြောင်အောင် OpenAI ရဲ့ကခုခံချက်တွေကိုလည်းကြည့်ရမှာမို့ OpenAI ရဲ့ရှေ့နေ Bill Savage ကအဖွဲအမှားစကားမှာပြတ်တပြောကြတာရှိပါတယ်သူတကယ်ကရုစိုက်တာက Elon Musk ထိုက်ဆုံးမှရှိနေဖို့ပါပဲ Mr. Musk သူ့သဘောစံတဲ့အတိုင်းမခက်ခဲလို့ကျွန်တော်တို့ဒီရောက်နေရတာပါတဲ့ဒါဟာဒီတရားဆွဲဆိုမှုကပြရိုက်သစီကြောင့်လုံးဝမဟုတ်ပဲအတ္တကြောင့်သာဖြစ်တယ်လို့ကာကွယ်ခုခံတဲ့ဘက်ကပုံဖော်လိုက်တာပါပဲ OpenAI ဘက်ကတံပြန်ချီပေးထားတာတွေလည်းရှိပါတယ်တကယ်တော့ Musk ကိုယ်တိုင်က2019တုန်းကသူ့ကိုယ်တိုင်ဒါမှမဟုတ် Tesla ကထိန်းချုပ်မဲ့အကျိုးမြတ်ရှာတဲ့ဖွဲ့စည်းပုံမျိုးလုပ်ဖို့အဆိုပြုခဲ့ဘူးတယ်လို့ဆိုပါတယ်နောက်ပြီး AI လုံခြုံရေးကိုအထူးထားတဲ့ဝန်ထမ်းတွေကိုလည်း Jackasses လို့ Musk ကခေါ်ခဲ့ဘူးတယ်လို့ဆွဆွဲထားပါသေးတယ်ဒါကြောင့်ဒီတရားဆွဲဆိုမှုဟာသူ့ရဲ့ကိုယ်ပိုင် AI ကုမ္ပဏီ ACI အတွက်အကျိုးရှိအောင်မဟာဗျူဟာကြလွတ်ဆောင်တာတတ်ပါလို့ခြေပေးထားပါတယ်
သူတို့ကတရားလွှဲသူတော်စင်ဇက်ကြောင်းကိုအမိယာချီဖြစ်နေတာပါ2019ခုနှစ်ကအကျိုးအမြတ်ရှာတဲ့ပုံစံပြောင်းလဲမှုနဲ့ပတ်သက်ပြီးမြင်ပုံချင်းကလုံးဝကိုကွာခြားပါတယ်။ Musk ဘက်ကတော့ဒါကိုလောဘဇောတိုက်ပြီးကဘာကြီးကိုတစ္ဆာဖောက်တာလို့မြင်ပါတယ်။ဒါပေမဲ့ OpenAI ဘက်ကကြတော့ Google လိုနီးပညာဗီဒီယိုကြီးကိုရှင်းပြိုင်ဖို့ကွန်ပျူတာစွမ်းဆောင်ရည်တွေအခြေခံစောင့်နေလို့အတဲ့အတွက်ဒီလိုငွေကြေးရှာဖွေမှုမျိုးကမလုံးမဖြစ်လောရတဲ့အရာပါလို့ဆိုပါတယ်။ဖြစ်တစ်ခုတည်းပေါ်မှာတင်လုံးဝကွဲပြားတဲ့အမြင်တစ်ခုဖြစ်နေတာပါ။ နောက်ဆုံးပိုင်းဖက်တဲ့အပိုင်း9 $1 trillion stakes ကိုရောက်လာပါပြီဒီအမှုကြီးရဲ့ကြီးမားလာတဲ့နောက်ဆက်တွဲကြရက်တီကြောင့်ကြီးကြအောင်ဒီဒေါ်လာ150ဘီလီယံဆိုတာတက်ကဲကိုခေါင်းမှုသွားလောက်မဲ့ကိန်းကနံမှာပဲဒါတရားလိုဘက်ကနေမတရားရယူထားတဲ့အကျိုးမြတ်ဒီအဖြစ်ထမှတ်ပြီးပရိဟိတဖွဲ့စည်းစီကိုပြန်လဲပေးရဖို့တောင်းဆိုထားတဲ့နင်နာကြီးပမာဏဖြစ်ပါတယ် ဒီနေရာမှာတကယ်စိတ်ဝင်စားစရာကောင်းတာကဥပဒေအရတောင်းဆိုထားတဲ့အချက်တွေကိုစနစ်တကျခွဲကြည့်လိုက်တဲ့အခါမှာပါငွေကြေးကဒေါ်လာ1500ဘီလီယံကိုပရိဟိတအော်တော့ပြန်ပေးဖို့ဖွဲ့စည်းပုံအရအကျိုးမြတ်မယူတဲ့အဖွဲ့အစည်းအဖြစ်ပြန်လဲပြောင်းလဲဖို့ဒါ့အပြင်ခေါင်းဆောင်မှုပိုင်းမှာဆန်အော်မတ်နဲ့ Greg Brockman တို့ကိုဖယ်ရှားဖို့အထိတောင်းဆိုထားတာပါဒါကလက်ရှိခေါင်းဆောင်မှုအဖွဲ့ကိုအကြီးကျယ်ဖြုတ်ချဖို့ချင်းချောင်းနေတာပဲဖြစ်ပါတယ် ဘန်ဒါရေးပမာဏတွေဘယ်လောက်တောင်ကွာခြားလာတယ်လဲဆိုတာစဉ်းစားကြည့်ဖို့လိုပါတယ်။ Musk ရဲ့ကနူရန်မုံငွေကဒေါ်လာ40တန်းဝန်းကျင်ပါ။ဒါပေမဲ့လက်ရှိ OpenAI ရဲ့တန်ကြေကဒေါ်လာ850ဘီလီယံရှိနေပြီလေ။ share ထုတ်ရောင်းမဲ့ IPO အစီအစဉ်အရဆိုရင်ဒေါ်လာထရီလီယံအထိတန်ကြေရှိလာနိုင်ပါတယ်။ဒီတရားခွင်ကအလွန်မျှော်လင့်ဆောင်စားနေကြတဲ့ဒီ IPO အစီအစဉ်ကိုအများကြီးအဟန့်အတားဖြစ်စေနိုင်ပါတယ်။ အချို့အဖြစ်ပြောရရင်ဒီတရားရေးရပฏิပက္ခဟာ AI လုပ်ငန်းတစ်ခုလုံးရဲ့အနာဂတ်ကိုပြောင်းလဲပြနိုင်မှာပါဒါအပြင် AI လုံခြုံရေးနဲ့ပတ်သက်ပြီးအများပြည်သူရဲ့စိုးရိမ်ပူပန်မှုတွေကိုလည်းပုံမကြီးထွားလာစေရအမှန်ပါပဲဒီမှုရဲ့ရလဒ်ဟာဉာဏ်ရည်တုနီးပညာရဲ့အနာဂတ်ကိုဘယ်သူကထိန်းချုပ်မလဲဆိုတာကိုအဆုံးဖြတ်ပေးသွားမှာပါဒါဆိုရင်ကျွန်တော်စဉ်းစားစရာတစ်ခုရှိလာပါပြီဒေါ်လာထရီလီယံချီတန်းကြီးရှိရဲ့နီးပညာတစ်ခုကိုပရိသတ်ရီမှန်းချက်တတ်နဲ့တကယ်ပဲအုပ်ချုပ်ထိန်းကွာထားနိုင်မှာမလားဒီမေကုန်းရဲ့အဖြေကလာမယ့်အနာဂတ်တော့တကယ်ကိုအရေးကြီးတဲ့အလက်ပြောင်းဖြစ်လာမှာသိကြပါတယ်